အားလုံးယေရှုနာမ၌မင်္ဂလာပါဒီကနေ့မှာတော့ပါရီရှဲအမျိုးမျိုးဆိုတဲ့နှုတ်ကပတ်တော်ခေါင်းစဉ်နဲ့အရောက်စီတိုင်းကိုထပ်မံပြီးတော့နှုတ်ဆက်ခွင့်အားပေးလိုပါတယ်ရှမသက်ခန်းကြီး23အပိုင်းငယ်73ကနေ36တိဖတ်တဲ့အခါမှာပါရီရှဲအမျိုးမျိုးတွေအကြောင်းကိုတွေ့ရမှာဖြစ်တယ်လို့သခင်ရှုခရစ်တော်ကပါရာကြီးခေါင်းဆောင်တွေပါရီရှဲတွေကိုပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ထောက်ပြထားတဲ့နှုတ်ကပတ်တော်လေးဖြစ်ပါတယ်တခါတလေမှာကျွန်တော်ခရစ်ယာန်တွေအသက်တာမှာလည်းပါရီရှဲတွေရဲ့အသက်တာမှာတွေ့ရတဲ့လက္ခဏာတွေအကျင့်တွေလှုပ်ဆောင်မှုတွေကကျွန်တော်တို့အသက်တာထဲမှာလည်းတခါတလေမှာမြင်တွေ့နေရတယ်ထိုကဲ့သို့တော့ဖြစ်လာပြီဆိုရင်ကျွန်တော်တို့အသက်တာမှာဒါကိုသတိပြုပြီးတော့ဖေရှားမှာဖြစ်ပါတယ်။အကြောင်းလေးဆိုတော့မကောင်းတဲ့အကျင့်စရိုက်တွေမကောင်းတဲ့လက္ခဏာတွေမကောင်းတဲ့အကျင့်ကြံမှုလက္ခဏာတွေကျွန်တော်တို့အသက်တာထဲမှာခွင့်ပြုထားရင်တကယ်တမ်းအာမေဂလာဖြစ်သွားမဲ့သူကကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်လာပါလိမ့်မယ်။တို့ဘာတို့ကြောင့်ကျွန်တော်တို့အသက်တာထဲမှာအာမေဂလာဖြစ်စေတဲ့အကျင့်စရိုက်တွေအကျင့်ဆိုးတွေကိုအသက်တာကနေဖေရှားဖို့ဖြစ်ပါတယ်။ရှမသက်ခန်းကြီး23ပတ်ငယ်73ကိုဖတ်ကြည့်တဲ့အခါမှာတော့နှုတ်ကပတ်တော်ကဒီလိုပြောပါတယ်။လျှို့ဝှက်သောကြံပြုစရာပါရရှဲတို့သင်တို့သည်အမင်္ဂလာရှိကြ၏အချမ်းမူကားကောင်းကင်နိုင်ငံတော်ဤတကားကိုလူတို့ရှေ့မှပိတ်ထား၍မိမိတို့လည်းမဝင်လိုသောသူတို့ကိုလည်းစီးသားကြ၏နှုတ်ကပတ်တော်ကိုဝန်ခံတော်တဲ့အယောင်စီတိုင်းပေါ်ဘုရားရှင်ကောင်းချီးပေးပါစေ။ဒီနှုတ်ကပတ်တော်ထဲမှာတော့သခင်ရှုခရစ်တော်ကပါရရှဲတွေကိုကောင်းကင်နိုင်ငံတော်ရဲ့တကားကိုသူတို့ကတော့ကင်ထားတယ်ဒါပေမဲ့အဲ့ဒီတကားကိုပိတ်ထားကြတယ်ဝင်လာလိုတဲ့လူတွေရှိတယ်ဒါပေမဲ့သူတို့ကအဲ့ဒီတကားကိုပိတ်ထားကြတယ်တနည်းအားဖြင့်ပြောမယ်ဆိုတော့သူတို့ရဲ့အသက်တာမှာကမကောင်းတဲ့အကျင့်စရိုက်တွေပြည့်နေတယ်ဆိုတာကိုဖော်ပြနေခြင်းဖြစ်ပါတယ်ဒီနေ့ပါရရှဲအမျိုးမျိုးလို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်တို့နားလေအောင်ပါရရှဲတွေရဲ့အကျင့်စရိုက်တွေအကြောင်းကိုအနေငယ်ဆင်ခြင်ဖို့ဖြစ်တယ်ပထမပါရရှဲမျိုးစားကပခုံးထံပါရရှဲဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုတော့ဂုံစားတဲ့ပါရရှဲမျိုးပေါ့သူတို့ကလူတွေရှေ့မှာကောင်းမှုပြုတဲ့အရာတွေကိုလူတွေရှေ့မှာမြင်အောင်တမင်တကာဖော်ပြကြတယ်ချီးမြှောက်ခြင်းကိုလိုလားကြတယ်ချီးကျူးဩဘာပေးခြင်းကိုမင်တက်ကြတယ်ဒီလိုမျိုးလက္ခဏာနဲ့ပြည့်စုံတဲ့အတူကိုပြောခြင်းဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုတော့ဂုံစားတဲ့ပါရရှဲပေါ့တခါတရံမှာကျွန်တော်ခရစ်ယာန်တက်တာမှာလဲကျွန်တော်ယုံကြည်သူထဲမှာလဲအဲ့ဒီဂုံစားတတ်တဲ့လက္ခဏာတွေကျွန်တော်ကြည့်နေတတ်ပါတယ်အဲ့လိုမျိုးဂုံစားတတ်တဲ့လက္ခဏာတွေတင့်တက်တာထဲမှာရှိရင်ဖေရှားလိုက်ပါအာမင်္ဂလာဖြစ်စေတယ်တင်းရဲ့တက်တာကိုကောင်းကြီးနဲ့လွဲစေမဲ့အာမင်္ဂလာဖြစ်စေမဲ့အကျဉ်းဆိုဖြစ်ပါတယ်ကိုလှုပ်တာကောင်းတယ်ဆိုတာကိုလူတွေမြင်အောင်လှုပ်ခြင်းတယ်လူတွေချီးမွမ်းတာကိုလိုချင်တယ်လူတွေကိုအားစားပြီးတော့ချီးမြှောက်ထားတာကိုပဲခံခြင်းတယ်အဲ့ဒီတဘောတရားတွေကဘုရားသခင်မနစ်တက်တဲ့အရာဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုတော့ပါရရှဲတွေရဲ့အကျဉ်းဖြစ်တဲ့ပခုံးထံပါရရှဲဂုံစားတဲ့ပါရရှဲတွေကိုပြောခြင်းဖြစ်ပါတယ်နောက်ပါရရှဲမျိုးစားကဖင်းနွဲတဲ့ပါရရှဲရှလုကာခန်းကြီး6မှာဒီအကြောင်းအရာကိုတွေ့ရမှာဖြစ်ပါတယ်။ကောင်းတဲ့အမှုကိုပြုတဲ့အခါမှာခဏလေးစောင့်ပါအချိန်စောင့်ပါနောက်မှလုပ်မယ်စသဖြင့်ကောင်းတဲ့အရာတွေလုပ်ဖို့အတွက်အချိန်ဆွဲတာကောင်းတဲ့အရာတွေလုပ်ဆောင်ဖို့အတွက်နောက်မှလုပ်မယ်ခဏလေးစောင့်ပါအောင်စသဖြင့်အချိန်ဆွဲတတ်တဲ့အကျင့်ကိုပြောခြင်းဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့သခင်ရှုခရစ်တော်ကဥပုံနေ့မှာကောင်းမှုပြုတာကိုမြင်တဲ့အခါမှာပါရရှဲတွေဗရိုင်းကောင်းဆောင်တွေကယေရှုကိုပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြခဲ့ကြတယ်ဥပုံနေ့မှာဘာကြောင့်ဒါတွေလှုပ်တယ်လဲဒါကြောင့်ယေရှုခရစ်တော်ကသူတို့တွေကိုဥမာလေးနဲ့ပြန်ပြီးတော့ဖြေရှင်းခဲ့ရတယ်ဒီဖင်းနွဲတဲ့ပါရရှဲတွေကကောင်းသောအမှုကိုပြုဖို့အတွက်သူတို့ကအချိန်ဆွဲကြတယ်ခဏလေးစောင့်ပါလို့ပြောကြတယ်တခါတရံမှာကျွန်တော်ခရစ်ယာန်တွေတက်တာထဲမှာလည်းအာဆုတောင်းပေးမယ်နော်များတော့အဖြစ်ဆုမတောင်းပေးကြအောင်ဘုရားနဲ့ပတ်သက်ပြီးတော့အချိန်ဆွဲကြတယ်ကောင်းတဲ့အရာနဲ့ပတ်သက်ပြီးတော့အချိန်ဆွဲတယ်ဒါတွေကပါရရှဲတွေရဲ့အသက်တာထဲမှာတွေ့ရတဲ့လက္ခဏာဖြစ်ပါတယ်ကျွန်တော်ယုံကြည်သူရဲ့အသက်တာထဲမှာဒါတွေကိုလည်းအထူးသဖြင့်ဖေရှားပြရမှာဖြစ်ပါတယ်နောက်ပြီးတော့တွေးနီပါရရှဲများဒါနဲ့ပတ်သက်ပြီးတော့ရှမသက်23ပိုင်ငယ်25မှာဘုရားတော်ဖော်ပြထားတဲ့အရာရှိပါတယ်အဓိကအပြင်ပေါင်းပြောခြင်းလေးပြောတဲ့အခါမှာအစွန်းရောက်တဲ့သူတွေကိုပြောခြင်းဖြစ်ပါတယ်အစွန်းရောက်တဲ့ပါရရှဲတွေအစွန်းရောက်တွင်တင်မှုတွေတခါတလေမှာကျွန်တော်ခရစ်ယာန်တဲမှာပင်လဲအစွန်းရောက်တွင်တင်တဲ့ခရစ်ယာန်တွေလည်းမြောက်များစွာကျွန်တော်ရှိနေပါတယ်ဒီနေ့ခေတ်မှာဆိုပို့ပြီးတော့ social media ပေါ်မှာနှုတ်ကပတ်တော်ဆိုပြီးတော့ကျွန်တော်ဝေငှတက်တီခံကြတယ်ဒါပေမဲ့အဲ့ထဲမှာဘုရားရဲ့ကောင်းမြတ်တဲ့သတင်းစကားတွေရှိသလိုတချို့တို့ຢာတွေကအစွန်းရောက်ဒေသနာတွေအစွန်းရောက်တွင်တင်မှုတွေလူတွေကိုယုံကြည်ခြင်းတရားကနေတွေ့ဖေတွားစေမဲ့အစွန်းရောက်တရားတွေလည်းရှိနေတယ်ဆိုတာကိုကျွန်တော်သတိပြုဖို့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ကိုယ်တိုင်အဲ့ဒါမျိုးတွေပတ်သက်မိတယ်တိပြီဆိုရင်အချိန်မီဒါတွေကိုဖေရှားဖို့လိုအပ်တယ်ကိုယ်တိုင်အဲ့ဒီကိုညက်ထဲမှာတွားပြီးတော့ကြော့မိတယ်ဆိုရင်လည်းအလင်းအမြန်ကျွန်တော်တို့ကနှောက်ဆုတ်ပြီးတော့တမန်တရားနဲ့အကောင်းဆုံးအသက်ရှင်ဖို့အတွက်အသက်တာကိုပြင်ဆင်ရမှာဖြစ်ပါတယ်
နောက်တစ်ခုကခါကုန်းခါရရှေးများရှပါတဲ့23အပိုင်ငယ်29မှာဒါနဲ့ပတ်သက်ပြီးတော့ဖော်ပြထားပါတယ်သူတို့ကြတော့ကိုလူတွေရှေ့မှာသူတို့ဟာအရန်နှိမ့်ချတယ်ဆိုတာကိုလူတွေရှေ့မှာဖော်ပြကျင်ကြတယ်ဝေယုံရှည်ကြီးတွေဝတ်တယ်ဈေးတွေမှာလိုက်ပြီးတော့တွားတယ်လူတွေယူသေးအောင်ဖန်တီးပြီးတော့ပြောတယ်လှုပ်ဆောင်တယ်နှိမ့်ချတဲ့ပုံသဏ္ဍာန်ကိုဆောင်ပြီးတော့သူတို့ကအမြဲတမ်းလှုပ်ဆောင်ကြတယ်တကယ်တမ်းကျသူတို့ရဲ့တက်တာတိုင်းမှာအေဂန်အမှန်နှိမ့်ချခြင်းဆိုတာမရှိဘူးသူတို့တော့လူတွေသူတို့ကိုအမှတ်ပေးတဲ့ခါမှာအရန်နှိမ့်ချတယ်ဆိုတာကိုသူတို့ကပြကျင်ကြတယ်။တစ်ခါတလေကျရင်ကျွန်တော်ခရစ်ယာန်တွေထဲမှာပင်လဲလူရှိဘုရားသခင်ရှိမှာနှိမ့်ချခြင်းအောင်ဆောင်တဲ့သူတွေရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ဘုရားကိုတော့လိမ်လို့မရအောင်။အချိန်တန်တဲ့အခါမှာဘုရားသခင်ကဖော်ပြမှာဖြစ်တယ်။အရှိကိုအရှိတိုင်းလက်ခံတဲ့ဘုရားဖြစ်တယ်။အဲ့တော့ဒီနေ့ကျွန်တော်တို့လူတွေအထင်ကြီးအောင်လူတွေလေးစားအောင်ကိုအရန်နှိမ့်ချသလိုဟန်ဆောင်ပြီးအသက်ရှင်တဲ့အဲ့ဒီအရာတွေကိုလည်းကျွန်တော်တို့အသက်တာကနေဖေရှားဖို့လိုအပ်ပါတယ်။ဘုရားတော်ကြောင့်ချစ်တော်မိသားစုများဒီနေ့ကျွန်တော်အသက်တာမှာအထက်ပါပါရရှဲတွေရဲ့အကျင့်လက္ခဏာတွေအကျင့်စိုးတွေကျွန်တော်ထဲမှာရှိနေရင်ဒါတွေကိုလုံးဝခွင့်မပြုပါနဲ့။သင်ရဲ့အသက်တာကိုကြာရှုံးစေမယ့်အရာတွေဖြစ်ပါတယ်။သင်ရဲ့ဝိညာဉ်တဘောတွေကိုညှိုးနွမ်းစေမယ့်အရာတွေဖြစ်ပါတယ်။သင်ရဲ့ကောင်းကြီးမင်္ဂလာစကားတွေကိုပိတ်စေမယ့်အရာဖြစ်ပါတယ်။ဒါကြောင့်အမင်္ဂလာဖြစ်စေတဲ့အကျင့်စိုးတွေအကောင်းတဲ့လက္ခဏာတွေကိုသင်ရဲ့အသက်တာကနေဖေရှားပြီးတော့ဖခင်ရဲ့တမန်တရားဘက်မှာပြက်တာရပ်တည်ပြီးတော့အသက်ရှင်ဖို့နှုတ်ကပတ်တော်နဲ့အားပေးခြင်းပါတယ်။တယောက်စီတိုင်းပေါ်မှာဖခင်ရှင်ကောင်းချီးပေးပါစေ။